2023ခုနှစ်ဟာ NASCAR ရဲ့85နှစ်ပြည့်နှစ်ပတ်လည်နဲ့လမန်ရဲ့100နှစ်ပြည့်နှစ်ပတ်လည်တပြိုင်နက်ကြားရောက်တဲ့နှစ်ပါဒီသမိုင်းဝင်ကြီးညာချက်နှစ်ခုကိုအကြောင်းပြုပြီး NASCAR ဟာလမန်ကို Garage 56ဆိုတဲ့ Special Entry အနေနဲ့ဝင်ပြဖို့ဆော်ပြခဲ့ပါတယ်။ Garage 56ဟာ2010မှာမိတ်ဆက်ခဲ့တဲ့ Special Entry Club ဖြစ်ပြီး Innovative ကားတွေအတွက် Traditional Starting Grid မှာနေရာမယူဘဲတိကျပြင်ဆင်ခွင့်ပေးပါတယ်။ဒါကြောင့် NASCAR ဟာ Regular Class တစ်ခုအနေနဲ့မဟုတ်ဘဲ Special Experimental Entry အနေနဲ့ဝင်ပြန်ခဲ့တာကြောင့် Overall ဝင်တာအတွက်အကျုံးမဝင်ပါ။ကာနာဘတ်ကတော့24ဖြစ်ပြီးလမန်ရဲ့24နာရီနဲ့ 100 Motorsport ရဲ့ Legend Driver ဖြစ်တဲ့ Jack Gordon ကိုကွန်ပျူတာထားတဲ့နံပါတ်ပါ။ကားကတော့ Chevrolet Camaro CN1 Legend ဖြစ်ပြီး24နာရီမောင်းနိုင်အောင်ကြီးကျယ်ပြောင်းလဲမှုလုပ်ခဲ့ရပါတယ်။ Engine ကို 5.8 liter Nitori Aspirated V8 engine သုံးထားပြီးတော့ horsepower 650မှ950ထိထုတ်နိုင်အောင်ချိန်ထားပါတယ်။ညဘက်မောင်းနေနိုင်ဖို့ headlight နဲ့ taillight တို့ကိုတက်ဆင်ခဲ့ပြီးပိုကြီးတဲ့ fuel cell carbon brake တင်းနဲ့လမန်အတွက်ဒီတင်ဒီဇိုင်းဆွဲထားတဲ့ Goodyear Eagle Ray tire တက်ဆင်ခဲ့ပါတယ်။လမန်ရဲ့ shape ရတဲ့ straight နဲ့အကွေ့တွေမှာ stability ရှိဖို့ downforce အတွက် type blade diffuser rear window ကိုလည်းတက်ဆင်ခဲ့ပါတယ်။ driver ကိုတော့မတူညီတဲ့ပြန်ကားနဲ့ပဲသုံးခုမှာလမ်းကျ3ရောက်ကိုခေါ်ယူခဲ့ပါတယ်။ Jamie Johnson NASCAR ရဲ့ 7-time Cup Series Champion Jenson Button 2009 Formula 1 World Champion Mike Rockenfeller 2-time Le Mans winner ဒီ combination ဟာကမ္ဘာမိုတော်စပေါ့သမိုင်းမှာတစ်ခါမှမဖြစ်ဘူးသေးတဲ့အပေါင်းအဆက်ပါPistol Charan မှာ Garage 56 Pit Crew ဟာ GTE တင်း16ခုကိုကျော်တက်က NASCAR Style Pistol ကို 10.364 second နဲ့ပြည့်တော့နိုင်ခဲ့ပြီး GTE Class ကိုအနိုင်ရရှိခဲ့ပါတယ်။သူတို့ဟာ manual jet သာသုံးတဲ့တစ်ခုတည်းသောထင်းလည်းဖြစ်ပါတယ်။ Overall competition မှာတော့5 position ရရှိပြီး top 10နောက်မှာ 0.3 second သာကွာဟခဲ့ပါတယ်။ Pistol Charan ဆိုတာလမန်24 hour မစခင်တပတ်ကြိုတင်ပြီးကျင်းပတဲ့ဒီချပြန်ပွဲတစ်ခုပါ။ပြန်ကားပြန်ပွဲမဟုတ်ပဲ Pit Crew တွေတီးတဲ့အမြန်ဆုံး Pistol လုံနိုင်မှုကိုရှင်ပြိုင်တဲ့ပွဲပါ။လမန်ကားအလုံးဟာ inject car system သုံးကြပေမဲ့ 100 Motorsport က manual jet မန်တယောက်ကိုသုံးခဲ့ပါတယ်။လမန်ဟာ NASCAR style ကို authentic ဖြစ်စေဖို့ manual jet ကိုသုံးဖို့တောင်းဆိုခဲ့တာပါ။ GTE Class ကိုအနိုင်ရတာဟာဒီ Pistol Charan အတွက်သာဖြစ်ပြီးတကယ်တမ်း Le Mans Race မှာတော့ Garage 56ဟာ Innovative Car Club တွင်သာရှိပါတယ်။ပြန်ပွဲ20နာရီအကြာမှာ NASCAR ဟာ29 position အထိရောက်ရှိခဲ့ပြီး LN GTE အားလုံးကိုကျော်တက်နိုင်ခဲ့ပါတယ်။ဒီအချိန်ထိကားဟာဘာမှပြဿနာမရှိဘဲမောင်းနေနိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်254အပြီးမှာတော့ Gearbox ပြဿနာကြောင့်ဖေးပြန်ဝင်ခဲ့ရပြီး Gearbox အသစ်လဲခဲ့ရပါတယ်။ Gearbox အသစ်လဲခဲ့ရတာကြောင့်ဖေးဝင်ချိန်ဟာတနာရီနဲ့22မိနစ်ကြာခဲ့ပါတယ်။ဒီအချိန်မှာပြန်ပွဲဟာ3နာရီလောက်သာကြာပါတော့တယ်။ဒါကြောင့် NASCAR ဟာပြန်ပွဲပြီးဆုံးအောင်မောင်းနေဖို့သာရွေးချယ်စရာရှိပါတော့တယ်။ NASCAR ရဲ့ Chevrolet Camaro CN1 ဟာလမန်ပြန်ပွဲမှာ60စီးထဲမှာ39 position ဖြစ်ပြန်ပွဲပြီးဆုံးအောင်မောင်းနေနိုင်ခဲ့ပြီး NASCAR ရဲ့ရည်မှန်းချက်အပြည့်အဝအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့တခုသိထားရမှာကဒီပွဲမှာကား22စီး DNF ဖြစ်ခဲ့ပြီးကားအစီးရေ40လာချက်က flight ကိုဖျက်ချော်နိုင်ခဲ့ပါတယ်။ဒါကြောင့် NASCAR ဟာ39နေရာနဲ့ second to lap ဖြစ်ခဲ့ပါတယ်။39နေရာနဲ့ပန်းဝင်နိုင်ခဲ့ပေမဲ့ NASCAR အတွက်တော့သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်နေမှာပါ။ကမ္ဘာပရိသတ်တွေရှေ့မှာလည်း NASCAR ဟာကမ္ဘာအကျန်းဆုံး Endurance Race မှာ24နာရီလောက်ရှင်ပြနိုင်တယ်ဆိုတာသိသိပြခဲ့ပါတယ်။